ဒီနေ့မှာတော့ကျွန်တော်ဒီ laptop တစ်လုံးမှာပါဝင်တဲ့အချက်လက် specification လေးတွေကိုပေါ့နော်အဲ့ဒီဟာလေးတွေကိုနောက် software နဲ့စစ်လို့ရတဲ့နည်းလေးတစ်နည်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်နော် software ဘယ် software လေးနဲ့စစ်မလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးရမယ်ဖြစ်ပါတယ်နော်အရင်ဆုံး Google မှာ CPU Z ဆိုတာလေးကိုရှာလိုက်ပါနော်CPU Z ဆိုရင်ဒီမှာအပေါ်ဆုံးမှာတွေ့ရတဲ့ CPU Z ဆိုတဲ့ software လေးထဲကိုဝင်လိုက်မယ်နော်ဒီမှာပြီးရင် software ကို installation လုပ်မယ်ပေါ့နော်ဒီ software ကို installation လုပ်မယ်ဆိုတော့ဒီမှာ zip ဒါ 32 byte ဒီမှာ64 byte ပေါ့နော်ဒီ English setup 64 byte ဆိုတာဒါ Windows version ကိုပြောတာပေါ့နော်ကျွန်တော်တို့ Windows က64 byte version နဲ့ဆိုတော့ဒီကောင်လေးကို install လုပ်မယ်နော်ပြီးရင်ဒီမှာ download now လေးကိုနှိပ်လိုက်ပါမယ်နော်ဟုတ်ပြီဒီနားလေးမှာ download now ကိုနှိပ်လိုက်တော့ဒီနားလေးမှာdownload loading လေးတက်နေပြီပေါ့နော်ဒါဆိုရင်ဒါဒီကောင်လေးပြည့်တာကိုခဏလေးစောင့်လိုက်ပါမယ်နော်ဒီကောင်လေးပြည့်သွားပြီဆိုတော့ဒီမှာ folder ထဲကိုဝင်လိုက်ပြီနော်ဝင်ပြီးတော့ဒီမှာ run as administrator နဲ့ဒီ software လေးကို run လိုက်ပါမယ်နော် accept လုပ်ပေးရမယ် next install လုပ်လိုက်ပြီနော်ဟုတ်ပြီအဲ့ဆိုဒီကျွန်တော်တို့ desktop မှာဒီ software လေးကြာလာပြီเนาะဒီ software လေးတွေကိုကျွန်တော်ဝင်ကြည့်မယ်ဒါဆိုရင်ဒါကျွန်တော်တို့ဒါsoftware လေးကို install လုပ်မယ်ပေါ့เนาะဒီမှာ yes လေးနှိပ်ပေးမယ် CPU ID ဆိုတဲ့ဒီ software လေးထဲကိုဒီထဲကိုရောက်သွားပြီဆိုရင်ဒီမှာသူ automatic အကုန်ပါပြီးသားပေါ့เนาะIntel i5 9200U ဆိုတာဒါကျွန်တော် CPU က Intel CPU ကို i5 i series ဖြစ်တဲ့ i series ဖြစ်တဲ့ i series ထဲကဆိုရင် i5 ပေါ့နော် i5 9200ဆိုတဲ့သူက7 generation ပေါ့နော်အဲ့လိုမျိုးလေးဒါကြည့်လို့ရတယ်ဒါဆိုရင်ဒီမှာi5 7 generation ဆိုတာဒါအမှန်ပေါ်တယ်နော်တချို့ကဒီကနေပြီးတော့ဒီ test manager ကနေပြီးတော့ဒီ test manager performance တွေစစ်တာမျိုးရှိတယ်ဗျာဒါပေမဲ့ဒီလိုမျိုးစစ်ရင်ဒီက CPU မှာဒီ i5 7 generation ဆိုတဲ့ဟာဒါပြောင်းလို့ရတယ်ပေါ့နော်တချို့ဆိုင်တွေကတချို့ဆိုင်တွေဆိုတာဘယ်သူ့မှမပြောပါဘူးเนาะဒါကျွန်တော်လုံးလို့ရတယ်ဆိုတာပြောပြတာပေါ့နော်တချို့ကအလွယ်ပဲဒီထဲမှာဝင်ပြီးတော့ဒီ test manager ကနေပြီးတော့CPU ကိုဒီမှာကြည့်လိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီမှာရေးထားတဲ့ i5 9200U ဆိုတဲ့ဟာသူကနာမည်ပြောင်းလို့ရတယ်ဗျာเนาะဒီ CPU ဒီနေရာလေးမှာဒီ CPU ရဲ့ name ကိုဒါပြောင်းလို့ရတယ်ပေါ့နော်ပြောင်းလို့ရတော့ဒီထဲမှာကိုကဝင်စစ်မိလိုက်လို့ဒါကြီးကိုအမှန်ထင်ပြင်ထားတဲ့လူကပြင်ထားရင်ကိုကဒီထဲမှာပဲဝင်အလွယ်စစ်လိုက်ရင်တော့ဒါကိုခံရမှာပေါ့နော်ကိုအလိန်ခံရမှာပေါ့နော်အဲ့ဒါအလေးကြောင့်ဒီ software လေးနဲ့ကြတော့ဒါပြင်လို့မရဘူးပေါ့နော်ဒီ software နဲ့စစ်တာမျိုးကြတော့ကျွန်တော်တို့ဒီမှာနာမည်ချိန်ထားတဲ့ name မဟုတ်ပါဘူးเนาะဒီမှာ CPU ပြတဲ့ name ကဒီ name ကဒီ CPU ရဲ့ name အစ်စ်ကိုသူကပြပေးပါတယ်เนาะဒီမှာဒီ taskbar မှာခေါ်ပြီးတော့ CPU name ချိန်ထားလဲဒီ CPU ရဲ့ name အမှန်ကိုဒီမှာပြပေးတယ်เนาะဒီ software မှာပြပေးပါတယ်เนาะဒီ software မှာပြပေးတယ်အဲ့တော့ဒီကောင်လေးနဲ့စစ်ကြည့်လို့ရမယ်ဒီမှာဆိုဒါ CPU မှာပါတယ်အသေးစိတ်အချက်လက်လေးတွေပေါ့เนาะဒီမှာclock speed ပါမယ် clock speed ပါမယ်ပါမယ်ပြီးတော့ RAM ပါမယ်ပေါ့နော်ဒါဆို model တွေကစပြပေးတယ်ပေါ့နော်ဒီ motherboard name တို့ manufacturer တို့ဘာလို့စတယ်မှာအကုန်ကြည့်လို့ရမယ်နော်ဒီမှာ तू က memory
memory DDR4 DDR RAM ကိုပြပေးမယ်ပေါ့နော် RAM 8GB ပါမယ်ဆိုဒီမှာ site မှာ8 GB ဆိုပြီးတော့ဒီမှာသူပြပေးတယ်ပေါ့နော်ဒီမှာကြောက် slot ဘယ်နှခုဘယ်နှနေရာလဲဆိုတာလေးကိုဒီမှာကြည့်လို့ရမယ်ပေါ့နော်အဲ့ဒါလေးပြပေးမယ်ဒီမှာ graphic ကသူကဒီအောက်စုလေးကသူကIntel graphic ရော AMD graphic ရောနှစ်ခုပါတယ်သူကနှစ်ခုလေးလုံးဒီမှာပြပေးမယ်ပေါ့နော်ကိုယ့်ရဲ့ laptop မှာပါတဲ့ graphic နှစ်ခုလုံးပြပေးရပေါ့နော်ဒါလေးသိစေချင်လို့ပါဒါမျိုးလေးဒီ software လေးသုံးပြီးတော့ specification အမှန်ကိုစစ်လို့ရတယ်ဆိုတာမျိုးလေးကိုပြောပြပေးချင်တာပါနော်specification စစ်နေကြအများကြီးပဲရှိရဗျာဒါပေမဲ့ဘယ်နီးလန်းတွေကိုသုံးပြီးတော့ကိုကအမှန်တိုင်းကိုသိရမလဲဆိုတာအမှန်တိုင်းစစ်လို့ရမလဲဆိုတဲ့နီးလန်းလေးတော့သိဖို့လိုတာပေါ့နော်ဟုတ်ကဲ့အဲ့ဒါမျိုးလေးတွေနဲ့လည်းအလွယ်တကူစစ်လို့ရပါတယ်ဆိုတာမျိုးလေးပြောပြချင်လို့ပါဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ